မျှော်တဲ့အမွေဆက်ခံသူတယောက်ကိုရွေးချယ်နိုင်ဖို့အတွက်အဖွားဖြစ်သူဟာသူ့ခင်မွန်းရဲ့ဇာပနမှာတောင်ပြုတ်ဝက်ဆန်းကျဲတဲ့ကစားပွဲအတွက်အမ်ပိတ်တစ်တာနှလုံးကိုယူလာပြီးမြေးနှစ်ယောက်ကိုရွေးချယ်ခိုင်းခဲ့တဲ့တစ်တာတိုင်းမှာတစ်သားပြား၃ချက်စီပါဝင်ကြောင်းအချို့မှာအနီရောင်နဲ့အချို့မှာအစိမ်းရောင်ဖြစ်ကြောင်းပြောခဲ့ပြီးသူတို့နှစ်ယောက်ဟာအမ်ပိတ်တစ်တာတစ်လုံးစီကိုလွတ်လပ်စွာရွေးချယ်နိုင်တယ်လို့ပြောခဲ့တယ်ဘသူတစ်တာထဲမှာအစိမ်းရောင်တစ်သားပြားတွေပုံများလဲသူဟာနံပါတ်1အင်ပါယာကြရဲ့အမွေဆက်ခံသူဖြစ်လာမယ်လို့ပြောတယ်ယောက်ျားလေးရဲ့အကိုကြီးချက်ကကန့်ကွက်ချင်ခဲ့ပေမဲ့အဖွားဖြစ်သူကညှင်းဆန်ခဲ့တယ်သူမကဒီနေရာမှာပဲချက်ချင်းရွေးချယ်ရမယ်လို့ပြက်ပြက်သားသားပြောခဲ့တယ်အဖွားဖြစ်သူဟာဒီလိုမျိုးစွတ်တရက်ဖြစ်နေတာကိုမြင်တော့ယောက်ျားလေးဟာလုံးဝမတွန့်ဆုတ်တော့ပဲသူ့နားမှာအနီးဆုံးကတစ်တာကိုလှမ်းယူလိုက်တယ်ဒါပေမဲ့ချက်ကဖူးဖြစ်သူဟာအမြဲတမ်းပဲသူ့ကိုမျက်နှာသာပေးတယ်လို့ခံစားရပြီးယောက်ျားလေးရဲ့တစ်တာကိုလူယူဖို့စူးစမ်းခဲ့တယ်အဲ့ဒီလိုလုပ်တာကိုမရတာကြောင့်ယောက်ျားအားလေးကိုပါရိုက်ပစ်လိုက်တယ်သူရှိကမောက်မာတဲ့ချက်ကိုကြည့်ပြီးယောက်ျားလေးဟာမကျေနပ်ပေမဲ့တခြားတစ်တာတစ်လုံးကိုပဲကောက်ယူနိုင်တော့တယ်မကြခင်မှာပဲတစ်သားပြားတွေကိုစစ်ဆေးဖို့အချိန်ရောက်လာခဲ့တယ်သူတစ်တာထဲမှာအစိမ်းရောင်တစ်သားပြား၃ချက်ကိုမြင်တဲ့အခါချက်ဟာချက်ချင်းပဲစိတ်လှုပ်ရှားလာပြီးသူဟာအင်ပါယာကြီးရဲ့အမွေဆက်ခံသူဖြစ်လာတော့မယ်လို့ယုံကြည်သွားတယ်တစ်ဖက်မှာတော့ယောက်ျားလေးကသူ့တစ်တာထဲကအရာတွေကိုတစ်ချက်သာကြည့်လိုက်ပြီးစိုးရိမ်ပူပန်တဲ့အမူအရာနဲ့ပြန်ပိတ်လိုက်တယ်သူ့ရဲ့အမှုအရာဟာဇာပနာကိုတက်ရောက်လာတဲ့ဆွေမျိုးတွေကိုတော့ယောက်ျားလေးဟာတေချာပေါက်ရှုံးလိမ့်မယ်လို့ထင်စေခဲ့တယ်။ဒါကိုမြင်တော့ချက်ဟာချက်ချင်းပဲပိုကောင်းတဲ့အကြံတစ်ခုကိုရလာခဲ့တယ်။အဲ့ဒါကတော့ဒီကစားပွဲတွေကိုစီးမြင့်အစ်စ်တွေထပ်ထည့်ဖို့ပဲသူတို့ဟာတန်ဖိုးတူညီတဲ့ပိုင်ဆိုင်မှုတွေနဲ့လောင်ချထားမှသာတစ်တာတွေကိုဖွင့်ပြီးသူတို့ရဲ့တစ်သားပြားတွေကိုထုတ်ပြနိုင်မယ်လို့ပြက်ပြက်သားသားပြောခဲ့တယ်။သူဒီလိုလုပ်ရတဲ့အကြောင်းရင်းကငွေဆက်ခံခွင့်ကိုရရှိဖို့အပြင်ယောက်ျားလေးရဲ့ပိုင်ဆိုင်မှအားလုံးကိုလူယူဖို့ပဲဖြစ်တယ်။ဒါကိုကြားတဲ့အခါယောက်ျားလေးဟာချက်ချင်းပဲကန့်ကွက်ချင်ခဲ့ပြီးဒီလိုပြန်ပွဲမျိုးဟာမတရားဘူးလို့ပြက်ပြက်သားသားပြောခဲ့တယ်။ဒါပေမဲ့အဖွားဖြစ်သူကဂျက်ရဲ့တောင်းဆိုမှုကိုမပယ်ထားခဲ့ဘူး။အဲ့ဒီအစားသူမကဒီပြန်ပွဲရဲ့စီးနင်းတွေကိုနားလည်တဲ့အတွက်ဂျက်ကိုချီးကျူးခဲ့တယ်ပြီးတော့သူမကတခြားစီးနင်းတစ်ခုကိုထပ်ထည့်လိုက်တယ်။အဲ့ဒါကတော့သူတို့ဟာအမွေတိုင်မီးမငင်းခင်မှာအနိုင်ရှုံးကိုဆုံးဖြတ်ရမယ်တဲ့မဟုတ်ရင်သူတို့နှစ်ယောက်လုံးအဖိုးရဲ့အမွေကိုရမှာမဟုတ်ဘူးလို့ပြောခဲ့တယ်ယောက်ျားလေးဟာဒီလိုပြန်ပွဲမျိုးမှာပါဝင်ဖို့မလိုလားပေမဲ့အမွေကိုဆောက်ရှောက်နိုင်ဖို့အတွက်သဘောတူလိုက်ရတယ်ဂျက်ကအမေရိကန်ဒေါ်လာ2သိန်းတန်ဖိုးရှိတဲ့နာရီတစ်လုံးကိုထုတ်ယူလာကိုမြင်တော့သူကလည်းသူ့လက်ကောက်ဝတ်ကနာရီကိုချွတ်လိုက်တယ်ဒါပေမဲ့ဂျက်ကကန့်ကွက်ခဲ့တယ်ဘာလို့လဲဆိုတော့ယောက်ျားလေးရဲ့နာရီဟာအရန်ပဲတန်ဖိုးနေပြီးသူ့နာရီနဲ့လုံးဝရှင်းလို့မရဘူးတဲ့ဂျက်ကတန်ဖိုးတူညီတဲ့အရာကိုမတင်နိုင်ရင်တန်ပွဲကိုသူရှုံးမိနေလို့သတ်မှတ်နိုင်တယ်လို့ပြက်ပြက်သားပြောခဲ့တယ်ဘေးနားကကြည်နေတဲ့ဆွေမျိုးတွေကတောင်ယောက်ျားလေးကိုနှောင်ပြောင်ခဲ့ကြတယ်သူဟာဂျက်နဲ့ဆက်ပြိုင်ဖို့အားရင်မရှိတော့ဘူးတဲ့စိုးစိုးစီစီလက်နဲ့ချတာကပိုကောင်းတယ်တဲ့ဒါပေမဲ့ယောက်ျားလေးကနှစ်တွေတလျှောက်သူခံစားခဲ့ရတဲ့အရှိတ်ရောက်မှုတွေနဲ့ဂျက်ရဲ့မတရားတဲ့ရိုက်နှက်မှုတွေကိုစဉ်းစားမိတယ်သူ့ဇနီးနဲ့ကလေးငယ်ရဲ့လုံခြုံရေးအတွက်သူဟာအမွေဆက်ခံခွင့်ကိုလက်လွတ်ပေးလို့မဖြစ်ဘူးပြောစရာမလိုဘူးသူ့တစ်သားပြားတွေဟာဂျက်ရဲ့တစ်သားပြားတွေထက်ပိုဆိုးနေမှာမဟုတ်ဘူးသူရှိကမောက်မာတဲ့ဂျက်ကိုကြည့်ပြီးယောက်ျားလေးကသူ့ဇနီးကိုသူတို့ရဲ့မိသားစုကားကိုလောင်းကျစ်အဖြစ်တင်ခိုင်းလိုက်တယ်သူ့ဇနီးကလည်းအနှဲငယ်မျှတိုးဆုပ်ခြင်းမရှိဘဲထောက်ခံခဲ့တယ်ဒါကိုမြင်တော့ယောက်ျားလေးကဒီတိုင်ပွဲမှာအနိုင်ရဖို့ပိုပြီးစိတ်ပိုင်းဖြတ်လိုက်တယ်ဂျက်ကတော့ယောက်ျားလေးဟာလက်နက်ချဖို့ဆန္ဒမရှိသေးတာကိုမြင်တော့လောင်းကျစ်ကိုနောက်တစ်ကြိမ်ထပ်တင်ဖို့ဆုံးဖြတ်လိုက်တယ်သူဟာသူ့လူတွေကိုတစ်တာတစ်လုံးယူလာခိုင်းခဲ့တယ်တစ်တာကိုဖွင့်လိုက်တဲ့အခါအားလုံးကအထဲမှာတကယ်ပဲအမေရိကန်ဒေါ်လာ1 သန်းငွေသားဖြတနေတာကိုမြင်ပြီးအံ့အားသင့်သွားခဲ့ကြတယ်ပြီးတော့ဂျက်ကသူ့တက်မှာဒီလောက်ငွေများကြီးမမြင်ဘူးလို့ပြောပြီးယောက်ျားလေးကိုပေါင်ပြောင်ခဲ့တယ်ဒါပေမဲ့ယောက်ျားလေးတုံ့ပြန်ဖို့မတက်နိုင်ခင်မှာပဲဂျက်ရဲ့ဖခင်ကထရက်ပြီးဂျက်ရဲ့လုပ်ရက်တွေကိုတားဆီးချင်ခဲ့တယ်ဘာလို့လဲဆိုတော့စပွဲပေါ်ကဒေါ်လာ1 သန်းဟာစီမံကိန်းတစ်ခုအတွက်ပြေးဝကြိုတင်ငွေပေးချေမှုဖြစ်နေလို့ပဲဂျက်တာဒီပြိုင်ပွဲကိုရှုံးရင်သူတို့ပိုင်ဆိုင်မှုအားလုံးကိုဆုံးရှုံးသွားလိမ့်မယ်ဒါပေမဲ့ဂျက်ကသူဟာပြိုင်ပွဲကိုသေချာပေါ့တက်နိုင်မယ်လို့ခိုင်မာစွာယုံကြည်ထားပြီးအဖိုးစီကအမွေဆက်ခံခွင့်ကိုရရှိမယ်လို့ယုံကြည်နေတယ်။ဒါကြောင့်သူဟာသူ့ဖခင်ရဲ့ကန့်ကွက်မှုကိုလစ်လျူရှုပြီးပြိုင်ပွဲကိုဆက်လုပ်ဖို့တောင်းဆိုခဲ့တယ်။ယောက်ျားလေးရဲ့အမူအရာကတောင်သူရှုံးနေတော့မယ်ဆိုတာကိုခွဲခြမ်းစိတ်ချပြီးအမွေခံခွင့်စွန့်လွတ်စာချုပ်ကိုတောင်ယူလာခဲ့တယ်။ယောက်ျားလေးကိုလက်မှတ်ထိုးဖို့ဖိအားပေးဖို့စူးစမ်းရင်းသူရှုံးနေရင်တလစာစားဖို့အတွက်ဒေါ်လာ1000ကိုတောင်ပံ့ပိုးပေးမယ်လို့ပြက်ပြက်သားသားပြောခဲ့တယ်။ဒါကိုကြားတဲ့အခါယောက်ျားလေးကဒေါသတကြီးစာချုပ်ကိုရိုက်ထုတ်လိုက်ပြီးသူဘယ်တော့မှလက်မှတ်မထိုးဘူးလို့ပြက်ပြက်သားသားပြောခဲ့တယ်သူ့ဇနီးကလည်းထရက်ပြီးသူတို့ရဲ့အိမ်အသေးရဲ့တော့ကိုလောင်းကြီးအဖြစ်ချက်ချင်းတင်လိုက်တယ်ဒီအိမ်ကအနည်းဆုံးဒေါ်လာ1 သန်း2 သိန်းတန်နေတဲ့ဒါဟာဂျက်ရဲ့ငွေထက်ဒေါ်လာ2 သိန်းပိုများတယ်ပြီးတော့သူကလောင်းကြီးကိုစတင်ကျင်သေးလားလို့မေးခဲ့တယ်ယောက်ျားလေးရဲ့အနာဂတ်ဘဝအတွက်သူတို့နှစ်ယောက်ကြားကစိတ်မငြိမ်ညမှုကိုကောင်းကောင်းသိတဲ့ဖွားဖြစ်သူဟာသူတို့ကိုကံပွဲဆက်မလို့ဖို့တားဆီးချင်ခဲ့ပေမဲ့ယောက်ျားလေးဟာဂျက်ရဲ့ဖိနှိပ်မှုကိုတီးခံဖို့လုံးဝမလိုလားတော့ပဲဂျက်နဲ့အတူပြိုင်ပွဲကိုဆက်လုပ်ဖို့တောင်းဆိုခဲ့တယ်ဒါကိုမြင်တော့အဖွားဖြစ်သူဟာမတက်တာပဲသဘောတူလိုက်ရပြီးသူတို့ကိုလောင်းကြီးကိုစတင်ခွင့်ပေးလိုက်တယ်ဒီအချိန်မှာဂျက်ဟာအရန်ပဲစိုးရိမ်ပူပန်နေခဲ့တယ်ဘာလို့လဲဆိုတော့သူဟာဆက်ပြိုင်ဖို့ပိုင်ဆိုင်မှုမရှိတော့ဘူးသူပိုင်ဆိုင်ထားတဲ့ပီလာကိုစဉ်းစားပြီးသူဟာအလင်းစလိုတင်ဖို့လုပ်ခဲ့ပေမဲ့တော့တွေကိုရှာမတွေ့ခဲ့ဘူးဒီအချိန်မှာပဲဂျက်ရဲ့ဇနီးဖြစ်သူလော်ယာဟာအချိန်မီရောက်လာခဲ့တယ်။သူမဟာတစ်သားပြားတွေကိုမြင်တဲ့အခါသူမဟာလည်းကြက်လိုပဲတေချာပေါက်နိုင်မယ်လို့တွေးခဲ့တယ်။အဲဒီနောက်သူမဟာဘီလာကိုလောင်းကျစ်တင်ဦးမကသူ့ကားကိုပါတင်ခဲ့တယ်။ဒီပြိုင်ပွဲအချိန်မှာဂျက်ဟာယောက်ျားလေးထက်ဒေါ်လာ2 သန်း6 သိန်းပိုတာနေခဲ့တယ်။ယောက်ျားလေးကသူ့ပိုင်ဆိုင်မှုအားလုံးကိုထုတ်ရင်တောင်ဒီလောက်ကြီးမားတဲ့ကွာဟချက်ကိုဖြည့်လို့မရနိုင်ဘူး။သူ့နောက်ကမိသားစုကိုစဉ်းစားပြီးယောက်ျားလေးကတွန်းဆုတ်မနေတော့ပဲတငယ်ချင်းတယောက်ကိုဖုန်းဆက်ပြီးဒေါ်လာ2 သန်း
6သိန်းချင်းယူခဲ့တယ်ဒါဟာသူတို့ကြားကကွာဟချက်ကိုချက်ချင်းပဲပိတ်ဆို့လိုက်နိုင်တယ်နောက်ပိုင်းမှာတော့သူတို့ရဲ့တစ်သားပြားတွေကိုထုတ်ပြဖို့အချိန်ရောက်လာခဲ့တယ်ဒါပေမဲ့ဘယ်သူမှမမျှော်လင့်ထားတာကတော့သူတို့ပထမဆုံးထုတ်ပြတဲ့တစ်သားပြားကအစိမ်းရောင်ဖြစ်နေတာပဲဒါကိုမြင်တော့လူတိုင်းကဒုတိယတစ်သားပြားကိုထုတ်ပြဖို့တိုက်တွန်းခဲ့ကြတယ်ဒါပေမဲ့လော်ယာဟာနှစ်ယောက်လုံးအတွက်တူညီတဲ့တစ်သားပြားကိုမြင်တဲ့အခါသူမဟာချက်ချင်းပဲချက်ကိုလောင်းကြီးရုပ်သိမ်းဖို့ဆွဲဆောင်ခြင်းခဲ့တယ်ဒါပေမဲ့ချက်ဟာဆွအဲလန်းနေခဲ့ပြီးလက်နက်ချဖို့ရည်ရွယ်ချက်မရှိတော့ဘူးပြီးတော့သူဟာအိုးပေးခဲ့တဲ့နောက်ဆုံးကားကိုချက်ချင်းတင်လိုက်တဲ့ပြိုင်ပွဲကိုချက်ချင်းနိုင်ကျင်နေတာယောက်ျားလေးလက်နက်ချလိုက်မယ်လို့လူတိုင်းထင်နေချိန်မှာယောက်ျားလေးနောက်ထပ်တင်တဲ့လောင်းကြီးကအဲ့ဒီမှာရှိတဲ့လူတိုင်းကိုထိတ်လန့်တုန်လှုပ်သွားစေခဲ့တယ်အဲ့ဒီနောက်သူဟာသူ့တစ်တာတွေကဒုတိယမြောက်တစ်သားပြားကိုထုတ်ပြလိုက်တယ်အဲ့ဒါကလည်းအစိမ်းရောင်ပဲဖြစ်နေတဲ့ချက်ကိုကြည့်လိုက်တော့သူဟာရှုံးနေတော့မယ်ဆိုတာကိုသဘောပေါက်ပြီးချက်ချင်းပဲချော့တော့သွားခဲ့တဲ့ယောက်ျားလေးကသူ့တစ်တာတွေကနောက်ဆုံးတစ်သားပြားကိုအနိုင်ရသူအဖြစ်ပြလိုက်တဲ့အခါအဲ့ဒီတစ်သားပြားကလည်းအစိမ်းရောင်ဖြစ်နေခဲ့ပါတယ်